ကိုယ့်ရဲ့ကွန်ပျူတာက Windows ကွန်ပျူတာဆိုလို့ရှိရင်ဒီ R နဲ့ R Studio download ဆွဲပြီး R2 ကိုပါ download ဆွဲဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့ Windows ကွန်ပျူတာတွေကတချို့သော R package လေးတွေကို install လုပ်တဲ့အခါကျလို့ရှိရင် R2 ရှိမှအဆင်ပြေတာ။မဟုတ်လို့ရှိရင် warning ကြီးပေါ်လာနိုင်တယ်ပေါ့နော်။ဒီလို warning မပေါ်ရအောင်လို့အစောကလေးက R နဲ့ R Studio download ဆွဲကလေးက R2 လေးကိုပါ download ဆွဲတာနော်။အဲ့လို download R2 ကို download ဆွဲမယ်ဆိုရင်ကြိုက်တဲ့ browser ကိုတော့ R2 download လို့ရိုက်လိုက်ရင်ဒီနေရာလေးပေါ်လာလိမ့်မယ်။ R2 ဆိုတဲ့နေရာလေးအဲ့ဒါလေးကိုကလစ်လိုက်ရင်ခုက R version 4.4.2 ဖြစ်သွားပြီဆိုတော့ R2 4.4.2 လေးကိုတစ်ချက်ကလစ်ဒါလေးကိုပဲဖြစ်ဖြစ်ဒါလေးကိုဖြစ်ဖြစ်ဒီနှစ်ခုလေးကကြိုက်တာတစ်ခုကိုနှိပ်ပြီးတော့ download ဆွဲလိုက်နော်ဒါလေးကို install လုပ်ရုံပဲအဲ့ဆိုအဆင်ပြေသွားလိမ့်မယ်နော်